Facebook မှာပါပဲတင်ပတ်စံရမယ် content monetization set up ရလာအောင် Facebook UU account ကနေပြီးတော့ page account ပုံစံပြောင်းတဲ့နည်းလမ်းကိုပြပြပေးမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်ရဲ့ Facebook ထဲကိုဝင်သွားလိုက်ပါ profile ထဲကိုနှိပ်ပြီးတော့ဝင်သွားလိုက်ပါ profile အောက်နားလေးကအဆက်3ဆက်ကိုနှိပ်ပြီးတော့ဆက်ဝင်သွားလိုက်ပါပြီးတော့ကျွန်တော်တို့ဒီအောက်နားလေးက professional mode ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ဆက်ဝင်သွားလိုက်ပါ professional mode ကိုကျွန်တော်နှိပ်ပြီးတော့ဝင်သွားလိုက်မယ်သူ့အောင်ကိုထပ်ပြီးတော့နှိပ်လိုက်မယ် next ကိုနှိပ်မယ် next ကိုထပ်နှိပ်မယ် update မှာထားလိုက်ပါပြီးရင်တော့ next ကိုထပ်နှိပ်မယ် confirm ကိုနှိပ်မယ် okay next ကိုထပ်နှိပ်မယ် skip ကိုနှိပ်သွားလိုက်မယ် go to professional dashboard ကိုနှိပ်လိုက်မယ် okay ဒီလိုလေးပေါ်လာရင်ကျွန်တော်ရဲ့ account profile ထဲကိုတွားလိုက်မယ် refresh တစ်ချက်ဆွဲလိုက်မယ် okay ဒါဆိုရှင်တော့ professional dashboard ဆိုပြီးတော့အခုလိုပြောင်းသွားပြီဆိုရှင်တော့ကျွန်တော်ရဲ့ UU Facebook account ကနေပြီးတော့ဘာပဲတင်ပတ်စံရစေနဲ့ Facebook page account ကိုပြောင်းလိုက်ပြီဖြစ်ပါတယ်